မင်္ဂလာပါဒီနေ့မှာတော့ Samsung ရဲ့အသစ်ထွက်ကြည့်ကြတဲ့ Samsung Galaxy A27 5G လေးကို unboxing ပြုလုပ်ပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်အခုဖောက်ပြသွားမယ့်ရောင်လေးကတော့အပြာရောင်လေးဖြစ်ပြီးတော့မှနောက်ထပ်ပန်းရောင် continue လေးနဲ့ minimal လေးဖြစ်တဲ့အမဲရောက်ဆိုပြီးတော့မှ color 3ရောင်လာပါတယ်ကဲဒါဆိုရင်ကျွန်တော်နဲ့တူဘူးလေးကိုတစ်ချက်ပေါက်ကြည့်လိုက်အောင်ပထမဆုံးအနေနဲ့ဘူးထဲမှာတော့ scene editor လေးပါမယ်ပြီးတော့ user manual လေးလည်းပါမယ်အသင်းကျိုးအနေနဲ့ကတော့ Type C to C ကျိုးတစ်ချောင်းပါတယ်။ကဲဒါဆိုရင်ဖုန်းလေးကိုတစ်ချက်ဆက်ကြည့်လိုက်အောင်။ကင်မရာပိုင်းမှာဆိုရင် 50 megapixel wide angle နဲ့5 megapixel ultra wide 2 megapixel macro ဆိုပြီးတော့မှကင်မရာ3လုံးပါတယ်။သူက Android 16 နဲ့လာပြီးတော့မှ One UI 8.5 နဲ့လာတယ်။ OS security update ကိုလည်း6နှစ်ထိရမှာဆိုတော့ဖုန်းတစ်လုံးဝယ်ပြီးတော့မှရေရှည်သုံးမဲ့လူတွေအတွက်ဆိုရင်လည်းအဆင်ပြေတယ်။ထူးထူးခြားခြားအနေနဲ့ဆိုရင်တော့အရင်လို water rock လေးနဲ့မဟုတ်တော့ဘဲနဲ့ pen hole display လေးဖြစ်သွားမယ်။ screen size အနေနဲ့ဆိုရင်တော့ 6.7 inch ကိုမှ Full HD Plus Super AMOLED display နဲ့ဖြစ်သွားမယ်။အရင် A26 model လေးတွေမှာ Exynos ချစ်ဆက်တီကိုသုံးထားရကနေအခု A27 model မှာ Snapdragon ကိုပြောင်းသုံးထားတဲ့အတွက်ကြောင့်မလို့ performance တိတိတတ်တာပိုကောင်းလာတယ်။ဘက်ထရီပိုင်းမှာဆိုရင် 9000 mAh ကိုမှ 25W fast charging နဲ့လာမယ်။ RAM 8GB ပါချင်ပါဆိုရင်တော့ 8128 နဲ့ 826 RASIC ပါရှင်းမှာဆိုရင်တော့6128ဆိုပြီးတော့မှရွေးချယ်စရာအနေနဲ့ model 3မျိုးလာတယ်ဈေးလေးတွေကိုတော့အခု screen မှာပြထားတဲ့အတိုင်းပဲ promotion color လေးတွင်းမှာပဲဒီဈေးနဲ့ရမှာဆိုတော့ promotion လေးရအောင်မြန်လေးလက်ဦးထားမှာတော့အဆင်ပြေမယ်ဒီ Samsung Galaxy A27 5G လေးကိုစိတ်ဝင်စားလို့လာရောက်ဝယ်ယူခြင်းနဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ရန်ကုန် Inwa ID ရဲ့ mobile ဆိုင်ခွဲတိုင်းမှာလာရောက်စမ်းသပ်ဝယ်ယူလို့ရပါတယ်ဒါဆိုရင်နောက်ဗီဒီယိုတွေမှာထပ်တွေ့ကြတာပေါ့ bye bye